ပြီးခဲ့တဲ့အပိုင်းမှာတော့ဒါမဆုရဲ့လက်ချက်နဲ့မာဘလက်တို့တစ်ဖွဲ့လုံးအသက်ခံလိုက်ရပြီးမာဘလက်ကတော့အဖမ်းခံလိုက်ရပါတယ်ဒီအပိုင်းရဲ့အစမှာတော့မာဘလက်ရဲ့ခေါင်းဇန်ကရတကောင်ကတက်နေထားပြီးဘရင်ကြီးအခုလိုရှိမှပဲခေါင်းပြတ်ကွက်မြတ်ဖို့လုပ်နေပါတယ်ဒါပေမဲ့အေကူရဲ့ဘရင်ကြီးကတော့သူ့ရှိမှကွက်မြတ်တာတိတ်ရိုးရှင်းနေတာကြောင့်ကဘာပေါ်ကလူသားတွေရှိမှအာနာဖီဆန်တဲ့မာဘလက်ကိုကွက်မြတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဟာကစေကတော့ဘာဆက်လို့လောရမယ်မသိဖြစ်နေပြီနာဘီကတော့မာဘလက်တို့ကိုတဲကြီးမဲကြီးရှာနေပြီးမဲ့ရှာမတွေ့ပဲဖြစ်နေတဲ့အချိန်ဟာကစေကတော့သူ့ကိုယ်သူလူလိန်တယောက်ပါလို့ထပြောလာပါတယ်နာဘီကတော့ဟာကစေဘာကိုပြောချင်တာမဲနားမလဲပြီးမဲ့တကယ်တော့ဟာကစေကဘာတန်နာရီလာသူရဲကောင်းမှမဟုတ်တဲ့လူလိန်တယောက်ဖြစ်ပါတယ်အားလုံးပျော်စီပြက်စီဆိုပြီးနောက်လိုက်တာကနေအားလုံးကသူ့ကိုယုံကြည်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တယောက်တည်းဘာဆက်လို့လောရမယ်မသိကြီးဝင်နေတာဖြစ်ပါတယ်အဲ့အချိန်သူတို့ရဲ့ဆက်ခွင်ပေါ်မှာဒါမဆုဦးဆောင်လာတဲ့မာဘလက်ကိုကွန်မြတ်တော်မဲ့နေရာကိုရှာတွေ့သွားကြပြီးနာဘီကတော့ဟာကစေကိုတခုခုလှုပ်ဖို့ပြောနေပြီမဲ့ဟာကစေကတော့သူမလုံးနိုင်ဘူးလို့ညင်းနေပါတယ်အဲ့လိုနဲ့နာဘီလည်းဟာကစေကိုပါတရှက်ရိပ်ပြီးလိုက်ပြီးအမြင်မှန်ရအောင်ပြပြီးလိုက်တဲ့အချိန်မှာတော့ဂျီဝင်နေတာကနေရက်သွားပြီးသူ့အဖွဲ့ထဲကိုဆက်ဆရောက်ချင်းကမာဘလက်တို့ကိုပြောခဲ့တယ်သူလုံးနိုင်တာကိုပဲအသက်နိုင်ဆုံးလုပ်ပြီးရပြီဆိုတဲ့စကားကိုတတိယသွားပါတယ်အဲ့အချိန်မာဘလက်ကတော့ကွန်မြတ်ခံရလူနီးနီးဖြစ်နေပြီးကျိုးစင်တင်ခံထားရတာတော့ဒဇန်မတုံလုံးမနေပဲဒါမဆုဆိုရဲ့ကောင်တခုခုမြန်မေးနေတာလားလို့မေးလိုက်ပါတယ်ဒါမဆုကတော့သူဘာမှမေးစရာမရှိဘူးလို့ပြန်ပြောလာပြီးအဲ့အချိန်တနတ်တန်နှရှက်နဲ့သူရဲ့ကောင်းကြီးဒွန်ကိုရာဟာကစေဖြစ်နေရောက်လာပါတယ်အကြောက်လည်းမရှိတဲ့ပုံစံနဲ့ရောက်လာတဲ့ဟာကစေကတော့မမေ့ပါဘူးဆိုရဲဒါမဆုကိုပင်လယ်ထဲမြအဖွဲ့ကလူ6ယောက်နဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့အကြောင်းအောက်ကဇန်ကက်ကောင်တွေကိုရှင်းပြောပြပေးလိုက်ပါတယ်အဲ့လိုနဲ့ဒါမဆုလည်းစိတ်မရှိတော့ပဲဟာကစေကိုအဆုံးတက်ဖို့လုပ်နေတဲ့အချိန်နာဘီကနောက်ကနေရောက်လာပြီးမာဘလက်ကိုဝင်ကဲသွားပါတယ်နာဘီကမာဘလက်ကိုကဲနေတဲ့အချိန်နဘေးမှာဘာစကိုကရှိနေခဲ့ပေမဲ့မတီးရှင်အောင်ဆောင်းနာလိုက်ပြီးထွက်သွားတာကြောင့်မာဘလက်နဲ့လူကာတို့နှစ်ယောက်လည်းပေါင်းမိသွားကြပြီးဒါမဆုကိုတိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့အချိန်သူတို့နှစ်ယောက်စီကိုနောက်ထပ်လူလီယောက်ကထက်ရောက်လာခဲ့ပြီးသူတို့ကိုမင်းနေရလားဆိုတဲ့ဂျိုးတို့လီယောက်ကအသက်ရှင်နေသေးတာကိုသိလိုက်ရပါတယ်တကယ်တော့သူတို့ကိုအဆုံးသတ်ခဲ့တဲ့ဘာစကိုကသူ့မြောက်နဲ့ပြန်ကယ်ခန်းလိုက်တာဖြစ်ပြီးဘာစကိုရဲ့ကြီးစုနဲ့ပဲအားလုံးကအကောင်းဘက်ကတိဖြစ်နေတာဖြစ်ပါတယ်အဲ့လိုနဲ့ဟာကဆဲနဲ့မာဘလက်တို့နှစ်ယောက်လည်းအားတက်သွားကြပြီး6ယောက်သားဒါမဆုကိုဒီတစ်ခေါက်မှာတော့အမှန်အကန်ကျုံဖို့လုပ်နေကြတဲ့အချိန်ဘာစကိုကဒါမဆုနောက်ကနေရောက်လာပြီးဓာတ်နဲ့ဝင်ထိုးသွားပါတယ်ဒါပေမဲ့ဒါမဆုဆိုတဲ့ကောင်ကတော့အဲ့ဒီဒဏ်ရာလောက်ကိုမမှုပေမဲ့ဘာစကိုရဲ့ဓာတ်ချက်ကသူ့ကိုပုံမှန်ထက်အားနေသွားတာကြောင့်မာဘလက်တို့အဖွဲ့လေအခွင့်ကောင်းရတော့ကြပြီး6ယောက်သားစီစီလုံးလုံးနဲ့တိတ်ခိတ်ကြပါတယ်မာဘလက်တို့အဖွဲ့ကအစွမ်းကုန်တိုက်လေဒါမဆုကလည်းပိုအားနေလေဖြစ်လာတဲ့အချိန်မှာတော့မာဘလက်တို့အဖွဲ့ကဂိုဂိုင်းဘတ်စတာနဲ့လမ်းပစ်လိုက်ကြပါတယ်အဲ့လိုလမ်းပစ်လိုက်ကြပြီမဲ့ဒါမဆုကတော့အဆုံးမသက်သေးပဲဆက်ပြီးတိုက်ခိုက်ဖို့လုပ်နေတာကြောင့်ဟာကဆယ်လေဒုတိယအကြိမ်ထပ်ပစ်ပေးလိုက်ပြီးဒါမဆုကိုအံ့ပေးလိုက်ကြပါတယ်အဲ့လိုနဲ့ဟာကဆယ်တို့အဖွဲ့ကဆက်ကြဝလာရဲ့အကျန်းဆုံးဆိုတဲ့ကောင်လေးဘလောက်ပဲကျန်းနေပါစီတကောင်နဲ့ဖြစ်နေခဲ့ရင်တော့ဆွမ်းအားနေပါရဲ့ဆိုရဲသူတွေကတော့သူတို့ရဲ့တငယ်ရှင်တွေနဲ့စူပေါင်းပြီးတိုက်ခိုက်လာမယ်ဆိုရင်သူတို့ကိုမနိုင်နိုင်ဘူးဆိုတာကိုတက်တည်ပြပေးလိုက်ပါတယ်ဒါကတော့ကိုယ်ကင်ကြအပိုင်း43ဖြစ်ပါတယ်